ကဲအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာတစ်ချက်လောက်ပြန်စဉ်းစားကြည့်ပေးပါနော်လွန်ခဲ့တဲ့10နှစ်ဒါမှမဟုတ်15နှစ်တုန်းကဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်တို့ရဲ့အမှားတွေကိုခွင့်လွှတ်ပေးခဲ့ကြပါတယ်အဲ့ဒီတုန်းကတငယ်ချင်းတွေနဲ့ညဘက်အဝတ်အစားလိုက်ရင်တောင်းနောက်နေ့တနက်လောက်ရှော့စားလိုက်ရုံနဲ့ဘိုက်ကချစ်ချင်းပြန်ချက်သွားတာမျိုးပေါ့အဲ့ဒီတုန်းကကိုအလေးချိန်ရှော့ချက်ရတာဟာကျွန်တော်တို့အတွက်ကစားပွဲတစ်ခုလိုအရန်ကိုလွယ်ကူခဲ့ပါတယ်ဒါပေမဲ့အသက်40ကျော်အရွယ်ကိုရောက်လာတဲ့အခါမှာတော့အရာအားလုံးကရုတ်တရက်ပြောင်းလဲသွားပါပြီအရင်ကလွယ်ကူခဲ့သမျှဟာအခုတော့စစ်ပွဲတစ်ခုလိုခက်ခဲလာပါတယ်ကိုပြန်နေကြည့်ပါတင်ဟာအရင်ကထက်တောင်အစာကိုပိုလျှော့စားနေတယ်ထမင်းကိုတဝက်လျှော့တယ်စီကျုံးတွေကိုရှောင်းတယ်တင်ဟာအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးလေ့ကျင့်ခန်းတွေလည်းလုပ်နေပါလိမ့်မယ်ဒါပေမဲ့ထူးဆန်းတာကမနေ့တိုင်းမှန်နေကြည့်လိုက်ရင်တင်ရခါတိုင်းတာကတလက်မကြာသွားတဲ့အပြင်တနေ့ထက်တနေ့ပိုပြီးဘိုက်ပွားလာသလိုခန္ဓာကိုယ်ကြီးကပိုပြီးလေးလံလာသလိုခံစားနေရတာသလားဒါဟာတင်ရစိတ်သက်မခိုင်မှလို့မဟုတ်သလိုတင်စူးစမ်းမှုအားနည်းလို့လည်းမဟုတ်ပါဘူးတကယ်တရားခံကတော့တင်ခန္ဓာကိုယ်ရဲ့စွမ်းအင်လောင်ကျွမ်းတဲ့စိတ်ရည်ရန်ကြီးဖြစ်တဲ့ဇီဝကမ္မthiếtစဉ်ကစွမ်းအင်ချွေရရေးစနစ်ထဲကိုရောက်သွားလို့ပါပဲโอเคကျွန်တော်တို့အသက်ကြီးလာလို့ဇီဝကမ္မဖြစ်စဉ်ကအလိုအလျောက်ပျက်စီးသွားတာမဟုတ်ပါဘူးကျွန်တော်တို့မတိလိုက်ခင်မှာပဲအစီတွေကိုလောင်ကျွမ်းပေးမဲ့အင်ဂျင်တွေထစ်တဲ့ကျွန်တော်တို့ရဲ့ကြွက်သားလေးကညော့နေသွားပါတယ်ဒါအပြင်ဟော်မုန်းအပြောင်းလဲတွေကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကဇီဝကမ္မဖြစ်စဉ်တောင့်တင်းမာကြောမှုတွေဖြစ်လာပါတယ်ဆိုလိုတာကတော့ခန္ဓာကိုယ်ကစွမ်းအင်တွေကိုထုတ်ပြီးလောင်ကျွမ်းပေးမဲ့အစားရသမျှအာဟာရကိုအစီအဖြစ်ပြောင်းလဲပြီးတိုးလောင်ဖို့ပဲပို့ပြီးအားတန်လာတာဖြစ်ပါတယ်ဒါဟာကြော့ကွင်းတစ်ခုလိုပါတယ်တင်ကအရင်နီလာဟောင်းဒီအတိုင်းအစာကိုပဲဆက်လျှော့နေမယ်ဆိုရင်ကိုအလေးချိန်လျှော့ချကိုဆိုတာပိုပြီးဝေးသွားပါလိမ့်မယ်ဒါပေမဲ့တည်င်းကောင်းတစ်ခုရှိပါတယ်ဒီစက်ရည်ရမ်းကြီးကိုစွမ်းအင်ချွေရည်စနစ်ကနေစွမ်းဆောင်ရည်မြင့်စနစ်စီကိုပြန်ပြောင်းလို့ရပါတယ်အစီတိုလောင်တဲ့စက်ယုံကနေအစီလောင်ကျွမ်းတဲ့စက်ယုံအဖြစ်ပြန်ပြောင်းလဲနိုင်တဲ့နီးလန်းတွေရှိပါတယ်အခုကျွန်တော်အိပ်ပျော်နေတဲ့တင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုပြန်နှိုးပေးမဲ့နီးလန်း၅ခုကိုအသေးစိတ်ရှင်းပြပေးသွားမှာပါကဲပထမဦးဆုံးနီးလန်းကတော့အသားဓာတ်အခြေခံတဲ့ဇီဝကမ္မဖြစ်စဉ်မှာကျွန်တော်တို့ရဲ့နေ့စဉ်စားတောက်ပုံစံမှာအသားဓာတ်ရဲ့အခန်းကဏ္ဍကိုအသစ်ပြန်ဆန်းစစ်ဖို့လိုပါတယ်လူတော်များများကဘိုက်ကလေးနည်းနည်းထွက်လာပြီးဝိတ်တက်လာပြီးဆိုတာနဲ့ဒီနေ့ကစပြီးထမင်းလျှော့မယ်အသားမစားတော့ဘူးအသက်ပဲစားမယ်ဆိုပြီးဆုံးဖြတ်တတ်ပါတယ်ဒါဟာအသက်20တုန်းကတော့လွတ်ဖြစ်နိုင်ပေမဲ့အသက်40ကျော်တွေအသက်တော့ဇီဝကမ္မဖြစ်စဉ်ကိုပိုပြီးအားနည်းသွားစေမယ်အဆိုးဆုံးအမှားတစ်ခုဖြစ်လာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကအသက်30ကျော်တာနဲ့10စုနှစ်တစ်ခုတိုင်းမှာကြွတ်သားထု300ခိုင်နှုန်းကနေ800ခိုင်နှုန်းအထိအလိုအလျောက်ဆုံးရှုံးနေလို့ပါဒါကိုသိပ္ပံနည်းနဲ့ကြွတ်သားထုလော့နေခြင်းလို့ခေါ်ပါတယ်အစီလောင်ကျွမ်းပေးမဲ့ကြွတ်သားနေနဲသွားပြီးဇီဝကမ္မဖြစ်စဉ်နှဲသွားတဲ့အခါမှာဘိုက်ဝမ်းမှာအစီတွေစုလာပါတော့တယ်ဒီအချိန်မှာကျွန်တော်တို့ကအသားဓာတ်လုံလောက်မစားပဲအစာကိုပဲအသိမ်းလျှော့လိုက်နေခန္ဓာကိုယ်ကဘိုက်ခောက်အစီကိုမလောင်ကျွမ်းတော့ပဲတင့်ရဲ့အဖိုးတန်တဲ့ကြွတ်သားတွေကိုပဲလောင်စာအဖြစ်အရင်စားသုံးပစ်လိုက်ပါတော့တယ်ရလက်ကတော့ကိုယ်အလေးချိန်စပ်ပေါ်မှာခဏန်းကျသွားနိုင်ပေမဲ့မှန်ထဲမှာတော့အသားတွေပြုတ်တွဲသွားပြီးအားရင်တွေကုန်ခန်းသွားတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘလို့လက်နက်ကိုသုံးရမလဲအဲ့ဒါကတော့အစားအစာကြီးအပူစွမ်းအင်တက်ရောက်မှုပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုစွမ်းအင်စိုက်ရုံတစ်ခုလို့မြင်ကြည့်ပါထမင်းဒါမှမဟုတ်မုတ်ဟင်္ဂါလိုကစီဓာတ်တွေကိုစားတဲ့အခါစိုက်ရုံကအစာကြီးဟိုတရစွမ်းအင်900ခိုင်နှုန်းကနေ10ခိုင်နှုန်းပဲသုံးရပါတယ်အစာကြီးရတာအရန်လွယ်ကူတဲ့တရကျန်တဲ့စွမ်းအင်တွေကိုအစီအဖြစ်လွယ်ကူတင်စီလိုက်ပါတယ်ဒါပေမဲ့အသားငါဥပဲတို့လိုအသားဓာတ်တွေကိုပြောင်းစားလိုက်တဲ့အခါအခြေအနေကလုံးဝပြောင်းလဲသွားပါတယ်အသားဓာတ်ဟာအစာကြီးရခက်ခဲတဲ့အတွက်စိတ်ယုံကသူ့ကိုခြေဖြတ်ဖို့အတွက်စွမ်းအင်20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိသုံးရပါတယ်ဆိုလိုတာကတော့အသားဓာတ်ကယ်လိုရီ100ဇာတိုင်းမှာ30ကတော့အစာကြီးရင်းနဲ့တင်ပြန်လဲလောင်ကျွမ်းသွားတာဖြစ်ပါတယ်ဒါဟာအိပ်ပျော်နေတဲ့ဇီဝကမ္မဖြစ်စဉ်ကိုအတင်းနှူပြီးအလွတ်ခိုင်းလိုက်တဲ့အပေါ်စုပါပဲโอเคဒုတိယနီလန်ကတော့ခန္ဓာကိုယ်အတွင်းကမီးပိုကြီးများကိုတိဆောက်ခြင်းပါလမ်းလျှောက်တာနဲ့ပြေးတာဟာနှလုံးကျန်းမာရေးအတွက်အရန်ကောင်းပေမဲ့ဇီဝကမ္မဖြစ်စဉ်ကိုပြန်နှိုးဖို့အတွက်အားပြုလေ့ကျင့်ခန်းတွေလိုအပ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာညတော့နေတော့24နာရီပတ်လုံးအစီတွေကိုလောင်ကျွမ်းပေးမဲ့တမဏိမီးပိုကြီးတွေလိုအပ်ပါတယ်အဲ့ဒီမီးပိုတွေကတော့တခြားမဟုတ်ပါဘူးတင်းရဲ့ကြွတ်သားတွေပါပဲကြွတ်သားရှိခြင်းကတင်ဘာမှမလုံနေပြီးအနားယူနေခြင်းမှာတောင်အစီတွေကိုလောင်ကျွမ်းပေးမှာဖြစ်ပါတယ်
ဒါပြင်ကြွက်သားတွေဟာခန္ဓာကိုယ်အတွင်းကတကြားဓာတ်တွေကိုစုပ်ယူပေးတဲ့ခွမ်းဖက်ကြီးတွေလို့လည်းအလုပ်လုပ်ပေးပါတယ်ကြွက်သားများလေးတကြားဓာတ်ကိုခန္ဓာကိုယ်ကပိုပြီးကောင်းကောင်းစီမံနိုင်လေးဖြစ်ပါတယ် တတိယနီလန်ကတော့မမြင်ရတဲ့အစီလောင်ကျွမ်းစေသောအစွမ်းပါအသက်40ကျော်တွေအတွက်အလွယ်ကူဆုံးနဲ့အထီရောက်ဆုံးလက်နက်တစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့လေ့ကျင့်ခန်းမဟုတ်တဲ့နေ့စဉ်ဘဝလှူရှားမှုတွေပါတယ်ကျွန်တော်တို့အများစုဟာတစ်နေ့ကို8နာရီကနေ10နာရီအထိထိုင်နေတတ်ကြပါတယ်ဒါဟာကြောက်စရာကောင်းတဲ့ကျန်းမာရေးကြော်ကွင်းပါအကြာကြီးထိုင်နေတဲ့အခါခန္ဓာကိုယ်ရဲ့ဇီဝကမအင်ဂျင်ကစွမ်းအင်ချွေရရဲ့စနစ်ထဲကိုရောက်သွားပါတယ်ထိုင်နေတဲ့အချိန်မှာအစီလောင်ကျွမ်းမှုဟာ90%အထိရပ်တန့်သွားနိုင်ပါတယ်ဆိုလိုတာကတော့ထိုင်နေခြင်းဟာသင်ခန္ဓာကိုယ်ရဲ့အစီလောင်ကျွမ်းတဲ့စက်ရုံတွေကမီးတွေကိုပိတ်လိုက်တယ်လို့ပါပဲဒါကြောင့်တနက်လီတစ်ခါလောက်ထပြီးလမ်းလျှောက်တာလှေကားတက်တာမျိုးကတစ်နေ့ကိုကယ်လိုရီ900ကနေ800အထိပိုလောင်ကျွမ်းစေနိုင်ပါတယ်ကဲစတုထနီလန်ကတော့အစာစားခြင်းကိုစနစ်တကျတတ်မှတ်ခြင်းပါဘာစားသလဲဆိုတာတင်မကဘူးဘယ်အချိန်မှစားသလဲဆိုတာလည်းအရင်အရေးကြီးပါတယ်အသက်40ကျော်လာတဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်ကတကြားဓာတ်ကိုစီမံတဲ့ဟော်မုန်းပေါ်တွန်းပြန်မှုနှေးလာပါတယ်ဒါကိုဖြည့်ရှင်းဖို့အတွက်တနည်းကို12နာရီကနေ14နာရီလောက်အစာမစားဘဲနေဖေးရပါမယ်ဥပမာည9နာရီမှညစာစားပြီးရင်နောက်နေ့မနက်9နာရီမှမနက်စာစားလာမျိုးပေါ့ဒါဟာခန္ဓာကိုယ်ကိုအစာကြေးတဲ့အလုပ်ကနေခဏအနားပေးလိုက်ပြီးအစီလောင်ကျွမ်းတဲ့ခလုတ်ကိုဖွင့်ပေးလိုက်တာဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့လူတော်များများမေ့နေတတ်တဲ့ exception ပါပဲအသက်40ကျော်မှအိပ်ရပြတ်တာဟာတင်းရဲ့ဇီဝကမဖြစ်စဉ်ကိုလဲပြီးညစ်တက်တာနဲ့အတူတူပါပဲတင်က9နာရီထက်နည်းပြီးအိပ်မယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာစိတ်ဖိစီးဟော်မုန်းမြင်သားလာပြီးအခုကအရေးပေါ်အခြေအနေရောက်နေပြီးစွမ်းအင်တွေကိုထုတ်မသုံးနဲ့ရရမြအစာကိုအစီဖြစ်ပြောင်းပြီးဘိုက်မှာအမြန်ဆုံးတိုးလောင်တော့ဆိုပြီးအုံနောက်စီကိုအချက်ပေးလိုက်တာဖြစ်ပါတယ်ဒါကြောင့်တနေ့ကို9နာရီကနေ10နာရီအထိနှစ်တိုက် if ဆက်ခြင်းဟာတင်းရဲ့ဟော်မုန်းစနစ်ကိုပြန်လဲပြင်ဆင်ပေးတဲ့ဆေးစွမ်းကောင်းပါပဲတင်အိတ်နေတဲ့အချိန်တောင်မှာခန္ဓာကိုယ်ကအစီတွေကိုလောင်ကျွမ်းပေးနိုင်ပါတယ်သူ့ကိုအနားယူခွင့်ပေးဖို့ပါပဲလိုပါတယ်အနည်းချုပ်ရမယ်ဆိုရင်ဇီဝကမသစ္စာမြန်ဖို့အတွက်အသားဓာတ်ကိုပိုစားပါကြွက်ထားတည်ဆောက်ပါမကြာခဏလှုပ်ရှားပါအချိန်မှန်စားပြီးအိပ်ရဲ့ဝဝအိပ်ပါအသက်40ကျော်မှာကျမ်းမာရေးဆိုတာကံတရားမဟုတ်ပါဘူးကျွန်တော်တို့ရွေးချယ်တဲ့နေထိုင်ပုံပါပဲသင်ခန္ဓာကိုယ်ကပြန်လဲကျမ်းမာခြင်းပါတယ်သူ့လိုအပ်တာကမှန်ကန်တဲ့အာဟာရနဲ့လှုပ်ရှားမှုတွေပါပဲဒီဗီဒီယိုကတဲ့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အသက်အရွယ်မရွေးနှုပြိုကျမ်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ကျွန်တော်တို့နဲ့အတူဆက်လက်လေ့လာကြရအောင် subscribe လုပ်ထားဖို့မမေ့ပါဘူးနဲ့အားလုံးပဲပေါ့ပါလန်းဆန်းတဲ့ဇီဝကမဖြစ်စဉ်စနစ်နဲ့ကျမ်းမာပျော်ရွှင်ကြပါစေ